မင်္ဂလာပါဒီနေ့ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတဲ့နောက်ဆုံးရတည်တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နယ်ဆက်ရေးနိုင်ငံရေးအရှုပ်ထွေးတွေနဲ့အနာဂတ်အတွက်စိန်ခေါ်မှုတွေအကြောင်းကိုအထူးထားတင်ဆက်ပေးပါမယ်။ ဒီနေ့ကျွန်တော်တို့အဓိကထားတင်ဆက်တော့မယ့်သတင်းကောင်းစီတွေကတော့ထိုင်းငဘော်တရားနယ်ဆက်ကအနောက်ဆုံးအခြေအနေတရေလုံးကိုလက်ခတ်သွားစေတဲ့လက်စားမှုဆွဆွဲချက်ကြီးတစ်ခုပြီးတော့ထိုင်းနိုင်ငံရဲ့အနာဂတ်အတွက်ရင်ဆိုင်ရနိုင်တဲ့စိန်ခေါ်မှုတွေပဲဖြစ်ပါရဲ့ ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရှုသွားမှာကတော့ထိုင်းကမ္ဘောဒီးယားနယ်စပ်တစ်လျောက်ကအရေးကြီးတဲ့ဖြစ်ပေါ်တိုးတက်မှုတွေပဲဖြစ်ပါတယ် ဟုတ်ကဲ့လက်တလောမှာတင်မာမှုတွေမြင့်တက်ခဲ့တဲ့နေဆက်ဒေတာမှာတန်တမန်ရေးရေးပါတဲ့သဘောတူညီချက်တစ်ခုရရှိခဲ့တာပါ။နိုင်ငံစလုံးကတိုက်ခိုက်မှုတွေကို3ရက်ကြာရပ်တန့်ထားဖို့သဘောတူညီခဲ့ကြတာဖြစ်ပါတယ် အခုလိုငိမ့်ချမ်းရေးရဖို့အတွက်အဆင့်ဆင့်ကြိုးပမ်းခဲ့ရတာကိုတွေ့ရမှာပါအဓိကကျတဲ့နေရာတွေကိုထိုင်းစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့နှစ်နိုင်ငံတရားဝင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ် ပဋိပက္ခကြောင့်နေရဆွန့်ခွာခဲ့ရတဲ့ဒေတာကနေအတွက်တော့ဒါတကယ်ကိုသတင်းကောင်းတစ်ခုပါပဲတက်ဆိုင်ရာ EOD အဖွဲ့တွေကနေမင်းရှင်းလင်းအပြည့်အဝလှုပ်ဆောင်မိတာနဲ့သူတို့ရဲ့နေရရင်းရှိကိုလုံခြုံစိတ်ချစွာပြန်နိုင်ကြတော့မှာဖြစ်ပါတယ်ဒါပေမဲ့ကျင်းမာမှုတွေရောကြတော့အချိန်မှာပဲနောက်တဲ့စိုးရင်စရာအခြေအနေတစ်တစ်ခုပေါ်ပေါက်လာပါတယ်အဲ့ဒါကတော့ရှော့ဝတ်စမ်းကြည့်တဲ့လင်းတစ်စင်းနဲ့ပတ်သက်တဲ့တန်ရတွေပါပဲ ဒီနေရာမှာအဓိကကျတာကတော့လီယန်ဆင်းသက်လာတဲ့အချိန်ပါပဲအပိအခက်ရစေးလက်မှတ်ထိုးပြီးနိုင်ပိုင်းအတွင်းမှာပဲဘီလာရုစ်နိုင်ငံကကွန်ဒင်လီယန်တစ်စင်းကမ္ဘောဒီးယားကိုရောက်ရှိလာတာကြောင့်ထိုင်းစစ်တပ်ကဒါကိုလက်နက်တည်ယူမှုဖြစ်နိုင်တယ်လို့တန်တရားနဲ့အထူးသတိထားစောင့်ကြည့်နေတာဖြစ်ပါတယ် နယ်ဆက်အရေးကနေပြည်ထောင်နိုင်ငံနဲ့ပဲကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါဒီမှာလည်းအရေးကြီးတဲ့သတင်းတွေပို့ရှိနေပါလေထိုင်းနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးလောကမှာအလွန်ထင်ရှားပြီးလူသိများတဲ့ပုဂ္ဂိုလ်တူဖြစ်တဲ့ဒုတိယရဲချုပ်ဟောင်းဘစ်ဂျော့ဟာအခုဆိုရင်အလွန်ကြီးမားတဲ့lapsaမှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်သူ့ကိုဆွဆွဲထားတာကတော့အဂရိလိုက်စားမှုကိုတိုက်ဖြတ်ရမယ့်အဖွဲ့အစည်းဖြစ်တဲ့အမျိုးသားအဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင် NACC ရဲ့အဖွဲ့ဝင်တို့ကိုlaptop ထိုးပြီးတော့စုံစမ်းစစ်ဆေးမှုတစ်ခုကိုလမ်းလွဲဖို့ကြိုးပမ်းခဲ့တယ်ဆိုတဲ့ချက်ပါပဲlaptop ထိုးဖို့ကြိုးပမ်းခဲ့တယ်လို့ဆွဆွဲခံရတဲ့ပမာဏကလည်းမနည်းပါဘူးရွှေတုံးအလေးချိန်996ပတ်တာအထိရှိတယ်လို့ဆိုပါတယ်ဒါဟာဒီဆွဆွဲချက်ဘလောက်အထိပြင်းထန်တယ်ဆိုတာကိုဖော်ပြနေရပါပဲဒီလိုနိုင်ငံရေးအရှုပ်အထွေးရှိနေပေမဲ့လည်းတစ်ဖက်မှာတော့ထိုင်းနိုင်ငံဟာလာမယ့်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်နိုင်ငံရေးပါတီကြီးတွေကတော့လာမယ့်မဲဆွဲပွဲဒီမှာအတုံးပြုမယ်သူတို့ရဲ့တရားဝင်မဲနံပါတ်တွေကိုမဲနိုင်ရယူပြီးဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်တော့ ARG ပါတီတစ်ခုဖြစ်တဲ့ Pheu Thai ပါတီကနံပါတ်9ကိုရရှိသွားလာတွေ့ရမှာပါအခုလက်ရှိအခြေအနေတွေကနေခဏခွာပြီးထိုင်းနိုင်ငံရဲ့အနာဂတ်အတွက်ရင်ဆိုင်ရနိုင်တဲ့ဆိုင်ခေါ်မှုကြီးနှစ်ခုကိုကျွမ်းကျင်သူတွေကဘလို့သုံးသပ်ထားလဲဆိုတာကြည့်လိုက်ကြရအောင်ပါနကပိတ်တဲ့ပညာရှင်တွေကတော့စိုးရိမ်စရာသတိပေးချက်တစ်ခုကိုထုတ်ပြန်ထားပါတယ်အဲ့ဒါတော့လွန်ခဲ့တဲ့1940ခုနှစ်ကဘန်ကောက်မြို့ကိုလုံးဝရေလွှမ်းမိုးသွားစေခဲ့တဲ့သမိုင်းဝင်ရေဘေးကြီးလိုမျိုးကပ်ဘေးတစ်ခု2026ခုနှစ်မှာထပ်မံထပ်ပေါ်နိုင်တယ်ဆိုတဲ့ခန့်မှန်းချက်ပါပဲတဘာဝပဝင်းကျင်ဆိုင်ရာအဆိုင်ခေါ်မှုတွေအပြင်နောက်ထပ်ကြီးမားတဲ့စိုးရင်စရာတစ်ခုကတော့လူဦးရေဆိုင်ရာအပြောင်းလဲပါပဲဒီခန့်မှန်းချက်ကတော့တော်တော်လေးကိုစဉ်းစားစရာပါမွေးဖွားနှုန်းကျဆင်းလာတာကြောင့်ထိုင်းနိုင်ငံရဲ့လူဦးရေအားလက်ရှိ66တန်းဝန်းကျင်ကနေအနာဂတ်မှာတန်း40လောက်အထိတိတိတတာကျဆင်းသွားနိုင်တယ်လို့ဆိုပါတယ်ဒါဟာနိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးကဏ္ဍတွေကကြီးမားတဲ့အဆင့်ခေါ်မှုတစ်ခုချင်းလာမှသိကြပါတယ်ကဲနောက်ဆုံးနဲ့တော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းနဲ့ငံကိုက်ချင်းတွေကိုတစ်ချက်ကြည့်ပြီးဘန်ကောက်မြို့ကပြောစားနေတဲ့ကူပွဲတော်အငွေတက်ကြီးနဲ့ဒီနေ့တော့သတင်းတင်ဆက်မှုကိုအဆုံးသတ်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့အိမ်နီးချင်းမြန်မာနိုင်ငံမှာတော့9နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ရွေးကောက်ပွဲကျင်းပနေပါပဲဒါပေမဲ့ဒီရွေးကောက်ပွဲဟာနိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ပြင်းပြင်းထန်ထန်ရေးဆိုင်နေရပြီးဒေသတွင်းတည်ငြိမ်ရေးကိုပါတက်ရောက်မှုရှိလာနိုင်ပါပဲနိုင်ငံတကာကဒီရွေးကောက်ပွဲရဲ့တရားဝင်မှုအပေါ်ဘာကြောင့်မဲခွန်းထုတ်နေကြတယ်လဲဆိုရင်အဓိကအတိုက်ခံခေါင်းဆောင်တွေဖမ်းဆီးခံထားတာနိုင်ငံရေးပါတီများအပြားကိုဖျက်တင်ထားတာပြီးတော့ပြည်တွင်းစစ်ကြောင့်လူဦးရေတဝက်လောက်မဲပေးခွင့်မရှိတာဒီကြောင့်ပဲဖြစ်ပါတယ်ကဲအခုတော့ထိုင်းနိုင်ငံဘက်ကိုပြန်လေပြီးပျော်စရာကောင်းတဲ့အငွေ့အသက်လေးတွေအကြောင်းပြောကြအောင်ပါဘန်ကောက်မြို့တော်ဟာရင် icon ဆောင်းမှာကျင်းပမယ့်အလွန်ကြီးကျယ်ခမ်းနားတဲ့နှစ်တကူပွဲတော်အတွက်အားလုံးအသင့်ထင်နေပါပြီဒီ Amazing Thailand Countdown ဝယ်တော့ဟာ9ရက်တိုင်ကျင်းပမှာဖြစ်ပြီးတော့မီတာ1400ရှည်လာတဲ့မီရှူမီပန်းဒီ 4D Sky Drone ပြကွက်တီအပြင်နာမည်ကြီးအမှုပညာရှင်တွေအဖျော်ဖြေမှုတွေနဲ့နေ့တက်ကိုကြိုးစိုးတော့မှာဖြစ်ပါတယ်နေဇက်ကတင်းမာမှုတွေပြည်တွင်းကနိုင်ငံရေးနဲ့လူမှုရေးစိန်ခေါ်မှုတွေတစ်ဖက်မှာလည်းအခါနာလဲပွဲတော်တွေဒါတွေအားလုံးကြားမှာထိုင်းနိုင်ငံရဲ့လာမနေ့ခရီးလန်းကဘလို့ပုံစံဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ